အားလုံးမင်္ဂလာပါဆီယမကတော့သားဖွားမိရဲ့အထူးကုဆရာဝန်ဒေါက်တာငိမ့်မိုးတော်ဖြစ်ပါတယ်ဆီယမအခုဆွေးနွေးမှာကတော့သားသမီးလိုချင်တဲ့ဇုံတွဲတွေသားသမီးရဖို့ခက်ခဲလာပြီးအချိန်တော်တော်ကြာလေးစူးစမ်းလာပြီးမဲ့မရဘူးလို့ထင်နေတဲ့အမျိုးသမီးအမျိုးသားတွေအတွက်ဆိုလို့ရှိရင်ဒီသက်ဆိုင်ရာဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြသတဲ့အခါမှာစစ်ဆေးတဲ့နဲ့စမ်းသပ်စစ်ဆေးမှုလေးတွေအကြောင်းကိုဆွေးနွေးသွားမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ကတော့အခြေခံပေါ့နော်ဒါအမျိုးသမီးနဲ့အမျိုးသားကျန်းမာရေးကောင်းတယ်ဟိုမှာကုသနိုင်တဲ့ယောဂပိုးတွေမရှိဘူးကျန်တဲ့ဟိုစီဂျိုသွေးတို့နှလုံးဓာတ်တွေမရှိဘူးဆိုတာတော့ဒါတွေကတော့အခြေခံတွေပေါ့နော်ဒါပေမဲ့ဒီအခြေခံတွေကနေပြီးတော့ကျန်တာဒီဟိုခက်လေးရခြင်းနဲ့ကိုဝင်ရခြင်းနဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီဟော်မုန်းဆိုင်ရာတွေကိုစစ်ဆေးမယ်ဆိုလို့ရှိရင်တော့စမ်းသပ်ဓာတ်ခွဲခန်းမှာစမ်းသပ်စစ်ဆေးရမယ့်ဟာတွေရှိတယ်ပေါ့နော်အဲ့တော့အမျိုးသမီးကတော့ ultrasound ရိုက်တာခုနကပြောတဲ့အလုံးတို့အကျိတ်တို့အတွက်မရှိတာတခြား ultrasound ရိုက်ပြီးသွားပြီနောက်တစ်ခုအမျိုးသားမှာကြတော့ဒီဓာတ်ခွဲစမ်းသပ်မှုတွေဘာလုပ်ဖို့တင်လဲဆိုတော့ semen analysis လို့ခေါ်တဲ့သူ့ရဲ့တုပ်ကိုစမ်းသပ်တာပေါ့နော်အဲ့တော့တုပ်ကောင်ကြီးစမ်းသပ်ဖို့တုပ်ပိုးရဲ့အနေထားတွေကိုစမ်းသပ်ဖို့ကလည်းအရေးကြီးတဲ့အချိန်ထဲမှာပါဝင်နေပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အမျိုးသားတွေရဲ့တုပ်ပိုးရဲ့အရေးချင်းမပြည့်ဝတဲ့အတွက်ကိုယ်ဝင်မရနိုင်တာတွေကလည်းသုံးပုံတစ်ပုံနီးပါးလောက်ရှိတဲ့အတွက်ကြောင့်မလို့အမျိုးသားတွေရဲ့တုပ်ပိုးစစ်ဆေးဖို့ semen analysis လုပ်ဖို့အရေးကြီးတယ်ပေါ့နော်နောက်ပြီးတော့ကြတော့နောက်ကြံတဲ့အမျိုးသမီးမှာကြတော့ဟော်မုန်းစစ်ဆေးစရာတွေအများကြီးရှိတယ်ပေါ့အဲ့တော့ဟော်မုန်းစစ်ဆေးစရာအများကြီးရဲ့မှာဘာတွေကိုစစ်ဆေးကြလဲဆိုတော့ FSH နဲ့ LH လို့ခေါ်တာပေါ့နော်အဲ့တော့ဒီ follicular stimulating hormone luteinizing hormone ဒါတွေကဘာတွေကိုပြတာလဲဆိုတော့အမျိုးသမီးတွေရဲ့သားဥကြွေနှုံးပေါ့သားဥကြွေနှုံးကောင်းသလား FSH LH က level တခုသူရှိတဲ့ level မှာရှိသလားပေါ့နော်ဒါမှမဟုတ်လို့ရှိရင်တချို့အသက်40ကျော်မှကိုဝင်လိုချင်တယ်အဲ့ဒီအချိန်မှာဆိုကိုသွေးဆုံးပြီလားသိချင်တဲ့အခါမျိုးမှာဆိုလို့ရှိရင်လည်းဒီ FSH LH level ပေါ့ဒါတွေကိုစစ်ဆေးလို့ရတယ်နောက်တစ်ခုကတော့ AMH လို့ခေါ်တဲ့ anti-mullerian hormone ပေါ့ဒီ anti-mullerian hormone ကလည်းဘာကိုသိနိုင်လဲဆိုတော့ဒီအမျိုးသမီးတွေရဲ့သားဥအိမ်ထဲမှာကျွေနိုင်တဲ့ပေါ့နော်ကိုဝင်ရဖို့တဲ့သားဥကျွေဖို့အတွက်လိုအပ်တဲ့သားဥရဲ့ reserve ပေါ့ ovarian reserve လို့ခေါ်တာပေါ့နော်ဒီဥစ္စာလေးကိုသိနိုင်ဖို့အတွက်ဆိုလို့ရှိရင် AMH ကိုစမ်းသပ်စစ်ဆေးလို့ရတယ်နောက်တစ်ခုကတော့ prolactin hormone ပေါ့အဲ့တော့အုံနှောက်ရဲ့ဒီအခြေအောက်ခြေနားမှာရှိတဲ့အကျိတ်ကလေးကနေပြီး prolactin hormone ထွက်တယ်ဒီ prolactin hormone ကလည်းလိုချင်တာတက်ပို့ပြီးတော့များနေလို့ရှိရင်သားဥကြွေတာအနှောက်အယှက်ပြုတ်တယ်ပေါ့နော်တခါလေကြောက်လို့ရှိရင်အဲ့ prolactin noma လို့ခေါ်တဲ့ဒီအကျိတ်ကလေးကကြီးနေတဲ့အခါမှာပေါ့ pituitary gland ကြီးနေတဲ့အခါမှာ prolactin တွေအများကြီးထွက်တဲ့အခါမှာကိုယ်အတွက်မလိုလားအပ်တဲ့ဒီသားဥမကြွေနိုင်တာတွေဖြစ်တယ်နော်အဲ့တော့ဒီဟာတွေဟော်မုန်းများနေလားစစ်ဆေးလို့ရတယ်နောက်တစ်ခါလေကြောက်လို့ရှိရင်တချို့ဆေးတွေတောက်နေရတဲ့ဟာတွေပေါ့နော်အတက်ပြောက်ဆေးမျိုးတွေစိတ်ယောဂအတွက်စိတ်ကြယောဂအတွက်တောက်နေရတဲ့ဆေးမျိုးတွေရှိလို့ရှိရင်လည်းဒီ prolactin ကများနေတယ်ပေါ့နော်အဲ့တော့ဒီဟာကိုစစ်ဆေးလို့ရတယ်နောက်တစ်ခါတော့ progesterone ပေါ့အမျိုးသမီးတွေမှာရှိတဲ့ progesterone hormone မှာ day 21 progesterone ကိုစစ်လို့ရှိရင်တော့သားဥကြွေနိုင်လားမကြွေနိုင်လားခံမှန်းလို့ရတယ် 17OH progesterone လို့ခေါ်တဲ့ဟာကိုစစ်ဆေးလို့ရှိရင်တော့လေ PCO လို့ခေါ်တဲ့ polycystic ovary နဲ့ဆက်စပ်မှုတွေရှိနေလားစစ်ဆေးလို့ရတယ်နောက်တစ်ခုကတော့အမျိုးသမီးမှာဒီ testosterone hormone တွေပေါ့နော်များနေဆို PCO နဲ့လည်းဆက်စပ်မှုရှိတာတွေရှိတယ်နောက်တစ်ခုကတော့ဒီ hormone တွေကိုတည်ဆောင်သွားတဲ့ sex hormone binding globulin လို့ခေါ်တဲ့ပစ္စည်းတစ်မျိုးရှိမရှိဒါမျိုးတွေအများကြီးစစ်ဆေးလို့ရတယ်ပေါ့နော်နောက် androgen index လို့ခေါ်တဲ့ဒီအမျိုးသားတွေရဲ့ဟော်မုန်းများအမျိုးသမီးမှာများနေတာရှိသလားသားဥကြွေတာအနှောက်အယှက်ဖြစ်သလားဒီလိုစစ်ဆေးမှုတွေအားလုံးကိုစစ်ဆေးနိုင်တဲ့ဓာတ်ခွဲခန်းကြီးအများကြီးရှိနေပြီဖြစ်ပါတယ်